မယ်လင်နာဟာသူ့မသားလေးခေါင်မိုးပေါ်မှာရုတ်တရက်မတက်ရက်နေတာကိုတွေးလိုက်ရတယ်သူ့ကိုတားဖို့အကောင်အောင်ဟစ်ခဲ့ပေမဲ့သူပြုတ်ကျသွားခဲ့တယ် Wake up, mommy, wake up! Melinda. Oh my god. ကန်ကောင်းလို့စိတ်ချောက်ချပြီးမြင်မတဲ့အိမ်မဆိုးဖြစ်နေလို့ပါဒါပေမဲ့အဲ့ဒီလိုအစ်စ်မှန်ကြီးလို့ခံစားလိုက်ရတဲ့ခံစားချက်ကသူမကိုတုံလုံးချောက်ချစေခဲ့တယ်နောက်တော့အပြန်လမ်းမှာသူမတရေတကောင်ကိုတွေ့ခဲ့တယ်အဲ့ဒါဂေးရဲ့ရီစာကိုင်ဖြစ်နေတာကိုသိလိုက်ရတော့သူမတုံလုံးသွားခဲ့ရတယ်သူဘယ်တော့မှဆုံးသွားတာလဲဆိုတာသူမမသိခဲ့ဘူးဒီသတင်းဆိုးကိုဂေးစီသူမစိတ်မကောင်းခြင်းများစွာနဲ့ပြောပြလိုက်တဲ့အခါသူလုံးဝစိတ်တန်ရာရပြီးပြိုလဲသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျိုးသားတစ်ယောက်ဆိုင်တဲ့ကိုလမ်းလျှောက်ဝင်လာခဲ့တယ်သူမမင်တက်သွားခဲ့ရတယ်အဲ့ဒါမယ်လင်နာအစောပိုင်းကတွေ့ခဲ့တဲ့တရေကိုင်ပင်းဖြစ်နေလို့ပါကိုင်တာကိုတိသွားတဲ့အခါမှာတော့သူအကြီးကျယ်ဒေါသထွက်ပြီးသူတို့နဲ့ဝေးဝေးမှနေဖို့သူမကိုတတိပေးခဲ့တယ်ဒါကသူမကိုတကယ်ပဲစဝေးစဝါဖြစ်စေခဲ့ပါတယ်နောက်နေ့မှာတော့ဂေးစီပစ္စည်းတစ်ခုပြန်ပေးဖို့သူအိမ်ကိုမယ်လင်နာသွားခဲ့တယ်အိမ်မှာဘယ်သူမှမရှိတာကြောင့်စပွဲပေါ်မှာပဲထားခဲ့ပြီးပြန်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထူးဆန်းချောက်ချစရာတစ်ခုဖြစ်ခဲ့တယ်ပစ္စည်းတွေကသူ့လိုလိုလွင့်ထွက်လာခဲ့တယ်ရုတ်တရက်ဂေးနဲ့ကိုင်တို့ပေါ်လာခဲ့တယ်မယ်လင်နာလည်းဒါဟာသူမလောက်တာမဟုတ်ကြောင်းတရေကြောင့်ဖြစ်ကြောင်းအလင်းအမြန်ရှင်းပြခဲ့တယ်ဒါပေမဲ့ကိုင်ကသူမကိုလုံးဝမယုံကြည်ခဲ့ဘူးသူကသူမကိုချက်ချင်းထွက်သွားဖို့တောင်တတိပေးခဲ့သေးတယ်ဒါပေမဲ့ရုတ်တရက်ပဲ Who are you? Why are you haunting these people? For revenge. သူတို့နှစ်ယောက်ကတပုံစံနဲ့တူနေလို့မယ်လင်နာနည်းနည်းတော့ကြောက်လန့်သွားခဲ့တယ်သူမရဲ့မိကုန်းတွေအတွက်အဖြေရဖို့အိမ်ပြန်ပြီးကိုင်ရဲ့အဖေကြောင့်အင်တာနက်မှာအချက်လက်ရှာဖွေခဲ့တယ်ဒါပေမဲ့အဲ့ဒီတရေကရုတ်တရက်ပေါ်လာပြီးဒီကိစ္စတွေဝင်မစွတ်ဖက်ဖို့သူမကိုတတိပေးခဲ့တယ်သူမသူ့ကိုကူညီချင်ခဲ့ပေမဲ့တရေကညှင်းဆန်ခဲ့ပါတယ်ခြားနာတဲ့ရွေးချယ်စရာမရှိတော့တာကြောင့်သူမကိုင်ရဲ့အဖေစီတွားရောက်ပြီးကိုင်ကြောင်းမြင်မြန်ခဲ့ရတယ်ကိုင်ကိုသူမွေးစားခဲ့တာလို့သူကပြောပြခဲ့တယ်သူနဲ့သူ့ဇနီးကကောင်းလေးနှစ်ယောက်လုံးကိုမွေးစားဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမဲ့ဆက်ကမတော်တဆမှုဖြစ်ခဲ့တယ်သူကမိဘမဲ့ကေဟာခေါင်းမိုးပေါ်ကနေပြုတ်ကျသွားခဲ့တာပါဒီအတိတ်အကြောင်းကိုပြောပြနေချိန်မှာသူ့ရဲ့ညဝန်းတွေထဲမှာဝမ်းနဲ့ပူဆွေးမှုတွေပြည့်နေနေခဲ့ပါတယ်အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာတော့လင်းထိန်တဲ့အလင်းရောင်ကမင်းချရတဲ့လူတွေကိုပဲခေါ်ဆောင်သွားလိမ့်မယ်ဆိုတဲ့စတိရဲ့သတိပေးစကားကိုသူမရုတ်တရက်သတိရမိသွားတယ်ဒါကြောင့်ဆက်သက်ဆုံးရှုံးလိုက်ရတဲ့လူဟာသူမကူညီပြီးဝိညာဉ်နှုတ်ပေးခဲ့တဲ့တရေပဲဖြစ်ရမယ်လို့မယ်လင်နာခံမှန်းမိခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီညီကိုနှစ်ယောက်ကငယ်စဉ်ကလေးကမိဘမဲ့တွေဖြစ်ခဲ့ကြတာမို့အဲ့ဒီလူဟာသူတို့ရဲ့မွေးစားမိဘတွေပဲဖြစ်နိုင်လို့ပါဒါကိုကြားလိုက်ရတဲ့အခါပရိုဖက်ဆာကသူ့ဖုန်းကိုထုတ်ပြီးကိုင်ရဲ့မွေးစားမိခင်တည်ဆုံးခဲ့တဲ့တဲ့ကိုရှာဖွေခဲ့တယ်သူကအဲ့ဒီလေရင်ပြတ်ကျမှုမှာပါသွားတဲ့ခရီးသည်တွေကတယောက်ဖြစ်နေခဲ့တယ်အဲ့ဒီတော့ကသူတို့ကိုဝိညာဉ်နှုတ်ပြီးကူးမြောက်နိုင်အောင်သူမကိုယ်တိုင်ကူညီပေးခဲ့တာပါအဲ့ဒီအချိန်မှာပဲဂေးကသူမကိုပြောပြလာတာကကိုင်ဟာမကြသေးခင်ကတည်းကလေဟာနယ်ကိုကြည့်ပြီးစကားတွေပြောနေတတ်ပြီးတော်တော်လေးထူးထူးဆန်းဆန်းပြုမှုနေတယ်တဲ့ဒါကြောင့်သူ့ကိုတွားကြည့်ဖို့မယ်လင်နာဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူမရောက်သွားတဲ့အခါညီကိုနှစ်ယောက်အငင်းပွားနေကြတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ရတယ်ကိုင်ကတရေတွေကိုမြင်နိုင်နေတာဖြစ်နေတယ်ဒါပေမဲ့သူဘာလို့အမှန်တရားကိုမပြောခဲ့တာလဲဆက်ကကိုင်ကိုအဆက်ပိတ်ထားဖို့ပြောခဲ့ပေမဲ့ကိုင်ကတော့အမှန်တရားကိုဖွင့်ဟပြောဆိုခဲ့ပါတယ်ဒီညီကိုနှစ်ယောက်ဟာမိသားစုရဲ့နှွေးထွေးမှုကိုဘယ်တော့မှမခံစားခဲ့ရဘူးသူတို့မွေးစားခံရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာဆက်ကခေါင်းမိုးပေါ်ကိုတိတ်တဆိတ်တက်သွားပြီးကျယ်တွေကိုဆူတောင်းခဲ့တယ်သူကကိုင်နဲ့အတူတူမွေးစားခံချင်ခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်မှာအဲ့ဒီမတော်တဆမှုကရုတ်တရက်ဖြစ်သွားခဲ့တယ်သူတည်ဆုံးသွားပြီးတဲ့နောက်မှာကိုင်ကသူ့ရဲ့တရေကိုမကြခင်မှာပဲမြင်ခဲ့ရတယ်ဒါကြောင့်ဆက်ကကိုင်နောက်ကိုလိုက်ပြီးသူတို့ရဲ့မွေးစားမိဘတွေရဲ့အိမ်ကိုလိုက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဆက်ဟာမိခင်တယောက်ရဲ့မြစ်တာနဲ့မိသားစုရဲ့နှွေးထွေးမှုကိုခံစားခဲ့ရတာပါဒါပေမဲ့အဲ့ဒီနောက်မှာပဲသူ့ရဲ့မွေးစားမိခင်ကမတော်တဆမှုဖြစ်ခဲ့ပြန်တယ်ဒါကြောင့်သူဟာမိခင်ရဲ့တရေဝိညာဉ်ပြန်လာမဲ့ရက်ကိုနေ့တိုင်းစောင့်မျှော်နေခဲ့တာပါဒါပေမဲ့သူအဝေးကိုကူးမြောက်သွားနိုင်အောင်သူမကူညီပေးခဲ့လိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး Because ghosts belong in the light. Why does she belong to light? Because you say so? What makes you think that you get to decide that? Your mother decided that for herself. She loved you so much that she could move on. She was happy.